ပြန်လာငါပြီးအိုးတွေကိုပြသမီးဖော်ပြတစ်ခွက်လောက်ဖော်လိုက်နော်ဒါတပိတ်တာကို6ထောင်ငါပြီးကို6နာကောင်းတာဝင်းဝါနာတပိတ်တာကို6ထောင်ကျွန်မချစ်တယ်နော်တပိတ်တာ6ထောင်ပြန်ပြနော်တပိတ်တာ6ထောင်ဟုတ်ပြီဟိုဘက်ကခုနငဇိုင်းဖော်လိုက်လက်စရှိရနော်ဒါလားအေးငဇိုင်းအိုးလေးပြပြီးငဇိုင်းတစ်ခွက်လောက်ငဇိုင်းတစ်ခွက်လောက်ဟောငဇိုင်းပေါ်လာတဲ့လက်စပြပြဒါလဲနော်ဒါတပိတ်တာကိုလိုက်ထဲမှာယူရင်13000ဒါတပိတ်တာကိုလိုက်ထဲမှာယူရင်13000အပြင်မှာယူလို့ရှိရင်1000ခွဲနော်အပြင်မှာရတာ1000ခွဲအခုဒါ13000ဒီမှာသမီးခွက်ပဲအိုးတွေကိုပြအောင်နော်ငါပြီးတယ်နော်ငါပြီးတယ်ပြီးတော့နောက်ဘာဖော်သေးတယ်ဒီမှာငပုတ်တင်ငပုတ်နာရဲ့ငပတ်ကဲကာကရစ်ကဲနော်ဒီမှာငပုတ်တင်ငပုတ်နာရဲ့ငပတ်ကဲကာကရစ်အပေါက်ကြီးအမှကျွန်တော်တို့ပေါ်ထားတာလေတစ်ခွက်လောက်ပဲပြတယ်ငပြိုင်လေးမြငပြိုင်လေးမတရားထွက်တယ်လို့ကနော်ဒီမှာရဲနေအောင်ငပိကိုချစ်တယ်ဒီမှာတွေ့လားငပုံသားတွေငပုတ်တင်နေချစ်တယ်မြင်နေနော်အမချစ်တယ်မြင်နေနော်ငပုံသားတွေငပုတ်တင်သမီးနောက်တစ်ခွက်ဟိုဘက်တော့ပြဆိုင်နောက်တစ်ခွက်ခတ်ပြတယ်ငပုံသားတွေငပုတ်တင်နေအမကြီးငပြိုင်လေးထွက်လာတယ်ဘာတော့ကောင်းလိုက်လဲငပုံသားငပုတ်တင်ငဖက်ကာကတစ်မြင်နေနော်ချစ်တယ်ရဲနာကြီးအမကြီးအချစ်တယ်မြင်နေတိုင်းကြီးငပုတ်တင်နေငပုံသားတွေမြင်နေမလားငပုတ်တင်နေငပုံသားတွေကာကတစ်တွေငဖက်အပေါက်တွေမကြနော်မကြခွေးရှာတွေအောင်ပါသေးတယ်ငါခွေးရှာတွေငါနှုတ်တန်းတွေအောင်ပါသေးတယ်အချစ်ကြည့်ပါအောင်နော်ရဲနာငါပြီးအဲ့ဒါတပိတ်တာကို13000ပဲနော်ငါစရိုင်းနဲ့13000နော်ဟုတ်တယ်ဟုတ်ဒါပုံမှန်1000ခွဲလိုက်ထဲမှာ13000နော်နောက်တစ်ခုသမီးဘာရှိတယ်ငါစင်ဆက်လားအမှန်ငါစင်ဆက်ပဲအိုးတယ်စင်ဆက်အိုးစင်ဆက်ဒီမှာကြည့်နော်အဲ့ဒါတွေအကုန်လုံးအခုကျမဖော်ပြတဲ့အိုးတွေကျမဒီနေ့လိုက်ထဲမှာလည်းငပိတွေဖော်ပြတယ်လိုက်ကိုလည်းပြန်ကြည့်အောင်ကျမရဲ့ပြီးခဲ့တဲ့လိုက်တွေကိုပြန်ကြည့်အောင်ချစ်တယ်နော်အဲ့ဒါတွေအခုဒါတွေကိုရောပြမယ်ရောဤဘယ်စေးဆိုတာအချစ်စေး surprise စေးတိုက်မလို့နော်ခဏလေးသွားမယ်ဟိုရှေ့ကိုသမီးအကုန်လုံးစုံခေါ်ယူပြီလားအိုးတွေဖော်ပြီးအိုးတွေကငပိတွေအကုန်ဖော်ပြီလားလိုင်းရမမီးတော့လို့ချစ်တယ်လိုင်းရခုနလွှင့်နေနေပြုတ်ကြသွားလို့ညိုဗီဒီယိုလေးလုပ်ပေးရတာခုနလိုင်းရလေလွှင့်နေနေပြုတ်ကြသွားလို့ဗီဒီယိုလေးလုပ်ပေးရတာပါရှင်အဲ့တော့ကကျမချစ်တယ်ကြည့်အောင်ကကျမတို့ဖော်ထားတဲ့ဟာလေးခုနသမီးဆွပြတဲ့ငပုတ်တင်ငပုံသားတွေကာကရစ်တွေငပတ်တွေနော်ငပုတ်တင်ငပုံသားတွေကာကရစ်တွေငပတ်တွေအဲ့ဒါမှမြင်တဲ့အတိုင်းချစ်တယ်နော်ကြည့်နော်ကြည့်ပင်ငပုတ်တင်ငပုံသားတွေကာကရစ်တွေငပတ်ရဲနာပဲကောင်းလိုက်တာမှအဲ့မှာဒါတပိတ်တာကို13000ကျမတို့လိုက်ထဲမှာရွေတပိတ်တာကို13000နော်ဒါငစရိုင်းနဲ့ရဲနာကောင်းလိုက်တာအိုးဖို့ဆိုတော့ရဲလိုက်တာရဲနာငစရိုင်းနေနော်13000သူလည်း13000ငစင်ဆက်ကတပိတ်တာကို1000မချကောင်းလိုက်တာငစင်ဆက်တပိတ်တာ1000စားမပါဘူးစားအောင်တစ်စိတမုံတော်မတွေ့ရအောင်ညို့ရငပိတွေကိုကြည့်ချစ်တယ်စားအောင်တစ်စိတမုံတော်မတွေ့ရအောင်နော်ဒီမှာကြည့်ငစင်ဆက်ဒီမှာခုနဖော်တာအိုးဖော်လေးပဲငစင်ဆက်လဲစားတစ်စိတမုံပါအောင်ဒီမှာကြည့်စံတော်မုံလေးနဲ့ထွေးလေးငပုတ်တင်ငပုတ်သားဆိုရဲနာဟိုမှာငစုံဟိုမှာမြင်နေနော်ငစုံအဲ့ဒီမှာသူကငနုတန်းတို့ငခွေးရှာတို့ငပုတ်တင်ငပုံနာတို့ငခွေးရှာငနုတန်းတပိပါလေးပါတယ်ဟိုပါဗောငပြားတို့အမိနဲ့ခွာတို့ငမီးတန်ဆိုတော့စုံတာပဲနော်အဲ့လိုပဲငတခွန်တို့အကုန်ပါတာတပိဒါလေးပြန်ဆွပြကဲရှာပြီသမီးရသမီးခတ်ချင်ငစုံနဲ့ခတ်လာခဲ့ငစုံတစ်စလုံးခတ်လာခဲ့ကဲကောက်လိုက်တော့ရဲနာအဲ့ဒါ13000နော်ဟုတ်ဘာတွေပါလဲငပုတ်တင်ငပုံနာငဖက်ကာကရစ်အပေါက်နော်အဲ့ဒါတွေပါတယ်ဒါကငစရိုင်းတိတက်နော်ဒါအိုးဖို့စားမပါဘူးဒီမှာကြည့်ဒါကငစင်ဆက်တပိတ်တာဘယ်လောက်ရောက်လာပါလဲ1000နော်သူကတပိတ်တာကို6000နော်6000ရောင်းပေးတာသူကတော့ဟိုဘာတွေပါလဲငါဟိုနေ့တွေပါမယ်ငနုတန်းတွေပါမယ်အမိနှစ်ခွတွေပါမယ်ငမီးတန်တွေပါမယ်ငပြားတွေပါမယ်ငတက်ကွန်တွေပါမယ်ချစ်တွေရနော်ငပုတ်တင်ငပုံနာလည်းအနေချင်းလေးအဲ့လိုပေါ့ပါမယ်ပေါ့နော်ဒါလေးတွေကိုညီတို့ကအခုအချစ်တွေကိုဖယ်စင်းနဲ့ surprise တိုင်မယ်ဆိုတော့သမီးလားဖယ်စင်းနဲ့ surprise တိုင်မယ်ဆိုတော့ပြပေးမယ်နော်ဆွတ်ဟုတ်လိုက်ထောင်တပိတ်တာ9000 3ပိတ်တာ2000နဲ့ယူလိုက်တော့မြန်နာယူမြန်နာလူတပိတ်တာ9000 3ပိတ်တာ2000ငပြာရည်တပိတ်တာ4000ငပြာရည်တပိတ်တာ4000ငပိတပိတ်တာ9000ဘာတွေပါလဲဆိုတာချစ်တွေတစ်ခုချင်းပြပြီးတာဘလောက်ကောင်းတယ်ငပိလေကိုယ့်ဘာကတွေးတော့ဘလောက်ကောင်းမလဲဆိုတာငပိကိုဘလောက်ကောင်းမလဲကိုယ့်ဘာကိုတွေးနော်ငပိဘလောက်ကောင်းမလဲကိုယ့်ဘာကိုတွေးဒီငပိဘလောက်ကောင်းမလဲဆိုတာကိုယ့်ဘာကိုတွေးနော်ဒီငပိဘလောက်ကောင်းမလဲဆိုတာကိုယ့်ဘာသာကိုယ်တာတွေးတော့
နော်တစ်ခုချင်းတစ်မျိုးချင်းတွေပြပေးတာတစ်မျိုးချင်းတွေတစ်ခုချင်းပြပေးတာဘယ်လောက်ကောင်းမလဲကိုဘာသာကိုတော့တပိတ်တာ9000 3ပိတ်တာ2000တပိတ်တာ9000 3ပိတ်တာ2000တပိတ်တာ9000 3ပိတ်တာ2000ငပြာရည်တပိတ်တာ4000ငပြာရည်တပိတ်တာ4000သမီးရေခုနငပြာရည်ခအိုဟိုနေမမတို့ကြိုထားတဲ့အိုဒီဘက်ထောင်းကအိုလေခတ်ပဲခတ်ပြသန်းတော့ငပြာရည်ခတ်ပြီးယူလာခင်အောင်ဒီကိုဇွန်းနဲ့ငပြာရည်တပိတ်တာ4000တန်ပြမလို့ခုနကြီးနေတာစပယ်အောင်မမအမုံပါလို့ဆိုပြောနေရလေစစ်ပြီးခတ်လာခဲ့လို့စစ်ပြီးခတ်လာခဲ့လို့ကြိုးပြီးသားကြီးနေတဲ့ဟာမိုင်းတို့အချာကြီးအမနဲ့ရက်30တာဟိုတလားလောက်ရှိတယ်အနေထိုင်ခိုင်းတာလေရက်20ရက်30တလားအနေခိုင်ထိုင်ခိုင်းတာဟာယူလာခဲ့အနေထိုင်ခိုင်းတာလည်းငပြာရည်ဘိတ်တာ9000 3ဘိတ်တာ2000ဒီမြန်လင်းလာသမီးရေ5စုဇွန်းလောက်ဆိုရတယ်နမူနာခတ်လာခဲ့အမလင်းရောင်ထဲမှာပြချင်လို့ကောင်းလာရုံမှာကာချဘိုးတွေရောအေးကောင်းလိုက်တာကာချဘိုးတွေတောင်ပါသမီးနော်ငပတ်တွေရောနော်ငပတ်အပေါက်တွေချစ်ငပတ်အပေါက်တွေကားကလေးအပေါက်တွေနော်ကားကလေးအပေါက်တွေငပတ်အပေါက်တွေငပုတ်တွေငပုတ်နားတွေကာချဘိုးတွေချစ်တွေရဲ့ကြည့်ပါအောင်ငခွေးရှာတွေပါတာများစားကောင်းတာငပိတွေရဲနာပဲငပိကိုရဲခံတာပဲငပိကိုရဲခံတာပဲချစ်တပိတ်တာ9000 3ပိတ်တာ2000ဘာမှမရဘူးကျမသူများအကြောင်းမပြောချင်လို့ချစ်တယ်နော်သူများအကြောင်းမပြောချင်လို့ကျမငပိတပိတ်တာ9000တန်မတန်ကိုမအောင်စဉ်းစားကျမတို့နှစ်ရှည်လာများငစရိုင်းဆိုရင်2နှစ်နီးပါး2နှစ်ကျော်လောက်ထားရတယ်ငစုံဆိုရင်တစ်နှစ်ကျော်တစ်နှစ်နီးပါးလောက်ထားရတယ်ကျန်တဲ့ငပိတွေဆို2နှစ်ကျော်3နှစ်နီးပါးလောက်ထားရတယ်အဲ့တော့ကျမသူများအကြောင်းတွေမပြောချင်ဘူးနော်ဟိုပြောချင်တာကျမချစ်တယ်တန်မတန်ကိုမအောင်စဉ်းစားနော်ပင်လယ်ငစုံပင်လယ်နဲ့1000နဲ့ငံတူးတာလန်ခါနေတဲ့ငပိတွေတောင်မှပဲတပိတ်တာ9000 1000ငစရိုင်းမဟုတ်ဘဲနဲ့ငရောင်ပေါက်တွေရောပြီးတော့ရွက်ချက်ကြီးနဲ့အနှစ်တွေရောထည့်ပြီးတော့တပိတ်တာ1000နဲ့အနှစ်တွေရောထည့်ပြီးတော့ဒါအောင်ငစရိုင်းဆိုပြီးတော့ဘူးလေးလက်ညှိုးထိုးပြီးရောင်းတဲ့လူတွေလည်းအများကြီးနော်ငစရိုင်းငပိမဟုတ်ဘဲနဲ့ငစရိုင်းအတုတွေငရောင်ပေါက်တွေနဲ့ငံတူးတာလန်ခါနေတဲ့ဘိုးတွေကိုလက်ညှိုးနဲ့ထိုးပြီးငပိတွေအောင်တပိတ်တာ19000 18000ရောင်းနေတာကျမငပိဒီလို5ချင်း5ကောင်းတွေပါဝင်နေကျမငပိတပိတ်တာကိုနော်9000ဆိုတာ3ပိတ်တာ2000ဆိုတာတန်မတန်ကိုပါကိုရာစဉ်းစားကိုပါတာကိုရာစဉ်းစားသမီးငပြိုင်စလုံးလေးဒီပဲနားရွှေ့တယ်နော်ကိုပါကိုသာစဉ်းစားကိုပါကိုသာစဉ်းစားအိမ်ရောက်မြန်ပြန်မယ်အိမ်ရောက်မှငပြိုင်လေးကောင်းတာသမီးဇုံးလေးနဲ့ခတ်ပြလိုက်အဲ့ဒါလေးခါပြီးခတ်ပြလိုက်ငပိနှစ်လေးခါပြီးခတ်ပြလိုက်ကောင်းလိုက်တဲ့ငပြိုင်အေးနော်ကြည့်ငပြိုင်ကောင်းတာအဲ့ဒါတလားအမကြီးရက်20 30လောက်ရှိပြီနော်ရက်20အစိတ်လောက်ရှိပြီတလားကြော်ပိုက်တာအနေထိုင်တာခုနလိုပဲမိုးပြတဲ့ထဲမှာကြော်တာလေချစ်မိုးပြတဲ့ထဲမှာကြော်တာလေနော်မိုးပြတဲ့ထဲမှာအဲ့လိုမျိုးကြော်တဲ့ဟာမျိုးတေချာကြော်တာငပြိုင်ကုန်ချိန်မဲ့သိမ့်နဲ့ချီရှိတာချစ်တဲ့တပိတ်တာလေးတောင်နဲ့မြန်ယူပြီးတော့သမီးဒါကြော်တဲ့ထဲပြန်ထည့်လိုက်ငပိနှစ်နဲ့လေသမီးဒါအောင်ကြော်တဲ့ထဲကိုပြန်ထည့်လိုက်တော့ငပိနှစ်တွေနဲ့နောက်သွားလို့နော်နောက်သွားလို့အကြည့်ထဲကိုမထည့်နဲ့နော်ကဲတပိတ်တာ4000ယူတပိတ်တာ4000ယူတပိတ်တာ9000 3ပိတ်တာ2000ယူတပိတ်တာ9000သမီးတစ်ချက်မွေးပြလိုက်တပိတ်တာ9000 3ပိတ်တာ2000နဲ့ယူပြီးတော့အမြန်ယူပြီးတော့နော်ပို့စလေးတရားမှာဘူးဒီကိုရှေ့သွားမယ်ကျွန်မချစ်တယ်နော်သူများတွေအချစ်တွေရဲ့ငံတူးတာလန်ခါနေတဲ့ပင်လယ်ငစုံတွေတပိတ်တာ9000 1000နော်ငစရိုင်းငပိမဟုတ်ဘဲနဲ့အနှစ်တွေတပိတ်တာ1000နဲ့အနှစ်တွေရောပြီးညတို့ကလုပ်ငန်းရှင်ဆိုတော့သိတာပေါ့အဲ့ဒါကိုဘူးလေးလက်ညှိုးနဲ့ထိုးပြီးတော့ငရောင်ပေါက်တွေလည်းရောသေးတယ်ငစရိုင်းလည်းမစစ်ဘူးအနှစ်ကလည်းတပိတ်တာ1000နဲ့ရောသေးတယ်ကြည့်ကြအောင်ချစ်တယ်နော်တပိတ်တာ1000တော့အခုတော့မရတော့ပါဘူးညို့အထင်ပြောတာဟိုတုန်းကညို့အထင်စကားနဲ့ပြောတာတခုတော့1000ပဲရမယ်ရောတဲ့အနှစ်တောင်မှ